ကားနောက်ချမ်းတစ်ခုလုံးစုပ်ပြတ်သွားတာကိုတော့ဘာလို့လေလံတင်တာလဲဒီကားကပြန်သုံးလို့ရသေးလို့လားဒီလိုကားတွေလေလံနဲ့ဝင်လာတာကအကြောင်းမျိုးမျိုးရှိနိုင်ပါတယ် one insurance total loss ဖြစ်သွားတာတချို့ကားတွေကတိုက်ခိုက်မှုအရန်ပြင်းလို့ insurance company ကပြန်ပြင်တာမတန်တော့ဘူးလို့သတ်မှတ်ပြီးလေလံနဲ့ပို့လိုက်တာ two repair cost ကြီးလွန်းတာပြန်ပြင်လို့ရပါမယ် repair cost ကြီးလွန်းလို့အုံနာကမပြင်တော့ပဲလေလံတင်ရောင်းလိုက်တာ3 part value ရှိသေးတာနောက်ချမ်းပြတ်သွားပေမဲ့ engine gear box front part interior ကောင်းနေသေးတဲ့ကားစိတ်ပိုင်းအတွက်ဝယ်ကြသေးလို့လေလံလာတင်ကြတာ4 export or rebate တချို့ trader တွေက rebate လုပ်ဖို့ဒါမှမဟုတ်ကားအစိတ်ပိုင်းတွေဖြုတ်ရောင်းဖို့ဝယ်တတ်ကြတယ်အရေးကြီးတဲ့အချက်ကတော့ဒီလိုကားတွေက damage level ကြီးတက်လို့ chassis frame safety system ထိထားလားဆိုတာစစ်ဆေးဖို့အရေးကြီးပါတယ်ဒါကြောင့်လေလံကားတိုင်းဟာလေလံတင်ထားတယ်ဆိုတာနဲ့ပဲပြန်သုံးဖို့မဟုတ်ပါဘူးတချို့ pass rebate insurance total loss အတွက်လေလံရောက်လာတာလည်းဖြစ်နိုင်ပါတယ်ကားတစ်စီးဝယ်မယ်ဆိုဈေးတစ်ခုတည်းမကြည့်ပဲ condition ကိုသေချာစစ်ဖို့အရေးကြီးပါတယ်လေလံကားဝယ်ဖို့ဒါမှမဟုတ်စစ်ဆေးပေးဖို့လိုအပ်ရင် Shao H Auto မှဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ